ကဲနောက်ဆုံးတော့ကျွန်တော်အမေကိုစစ်ချမ်းသာအောင်လို့လိုက်ပို့ရင်လည်းအောင်စပုတ်ပွဲကိုခင်းတဲ့အထိကျွန်တော်ကြည့်သွားပြီပေါ့နော်အခုကျွန်တော်ဘယ်နှစ်နာရီထိုးသွားပြီလဲဆိုတော့4နာရီထိုးသွားပြီကျွန်တော်ကတော့ street show ကနေပြန်ထွက်လာလိုက်တယ်ကျွန်တော်အရင်မနေဟိုပွဲနေမှာအကြာကြီးမနေနိုင်ဘူးဗျာအဲ့တော့ကျွန်တော်နည်းနည်းတော့လေးလာတင်တော့လေလေးလာတဲ့အချိန်မှာကျွန်တော်တတိထားမိရအောင်စပုတ်ရဲ့ fan အားကိုတော်တော်တတိထားမိရဲ့သူအောင်စပုတ်ကစမ်းကောင်းတာလား fan နေရာပဲအင်အားတောင်းတာလားမသိဘူးဗျာတကယ်ကိုတဲလို့ကျွန်တော်လေးပွဲကြည့်နေရတဲ့ကိုမတူဘူးတခါအဲ့တခုတော့ကျွန်တော်မကြိုက်ဘူးဗျဘာလို့ကျွန်တော်ပွဲကြည့်ရဲ့အရာသာပြက်တယ်ဘာလို့ဆိုစီးပူကျွန်တော်ပွဲကြည့်နေရလားစူပေးပွဲကြီးလာကြည့်နေရလားဆိုပြီးတော့တခါကြရင်မသေးခွဲတော့ဘာလို့ဆိုအကုန်လုံးကမင်းသားကိုစုချဖို့ပဲတန်းစီနေကြတာအဲ့တော့ကျွန်တော်ပုံမှန်လာကြည့်တဲ့ဟာဆိုရင်ကျွန်တော်အဲ့ feeling ပြက်တယ်ဗျာဒီလားကျွန်တော်ပွဲကြည့်ရဲ့ entertainment ကိုပဲလိုချင်တာလေးနော်အဲ့တော့ဒါပေမဲ့တစ်ဖက်ကနေကြည့်မယ်ဆိုရင်တော့အောင်စပုကိုချစ်တဲ့သူတွေကတော့သူနဲ့ကအပေးယူမျှနေပြစင်ပေါ်နဲ့စင်အောင်နေရလေတော်တော်လေးလေဟိုဘယ်လိုခေါ်မလဲကျွန်တော်ကဘာနဲ့တူလဲဆိုကြတော့ရွာနေဘယ်လိုခေါ်မလဲမြို့ရောက်နေတဲ့ရွာသားကြီးလိုပဲကျွန်တော်မှရောင်းလဲနေဟိုကြီးလိုက်ဒီကြီးလိုက်နေဘာလို့ဆိုအကုန်လုံးကသူကအောင်စပုတီးလုံးဆိုရင်ကိုဘယ်သချင်းလာပြီးတော့သူကတန်းတည်ရစာရလည်းရလိုက်ကြတာဗျာချိုးစင်ရင်တော့ငငယ်တော့ဆိုစာတော်ရဲ့ထဲမှာပါတယ်ဗျာအခုဆိုရင်ကျွန်တော်လေးစာတစ်လုံးမှမရတဲ့ခံစားချက်ကြီးမျိုးရပြီကျွန်တော်ပွဲလေကမှာငုတ်တို့ကြီးထိုင်နေရတာပေါ့နော်ပွဲလေမပွဲရှိဆုံးမှာပေါ့အဲ့တော့အဲ့ဟာရတယ်နောက်ကျွန်တော်နောက်တစ်ခုကြည့်လိုက်တဲ့အချိန်မှာအောင်စုရဲ့စက်သပင်ကတော်လေးအများပြောသလိုပဲခန်းနာနေအောင်တွေ့ရတယ်နောက်ကျွန်တော်တို့ငငယ်တုန်းကကြည့်ခဲ့ရတဲ့စက်သပင်တွေလိုမျိုးဗျာအဝေစားတွေဆိုရင်နွမ်းနာမျိုးတွေပါတယ်ဆိုရင်အဲ့လိုမျိုးမဟုတ်တော့အကုန်လုံးတစ်လွင်ပြဖြူဖြက်တွေလက်နေရဗျာဒီလားအဲ့တော့ခုခေတ်ဝေစားရလည်းအရန်ကိုမိုက်လာပြီဗောနော်အဲ့တော့ဒီမြန်မာဇက်သပင်ကပို့ပြီးတော့စင်တန်းမြင်လာတဲ့အထက်မှာပါတယ်နောက်ဒီရဲ့ LED မီတွေအကုန်လုံးပေါ့ခေတ်ရဲ့နီးပညာနဲ့အလျာပံ့ပိုးထားကြတော့ပို့ပြီးတော့ရုံလုံးကြွလာတာပေါ့အဲ့တစ်ချက်ကိုကျွန်တော်တွေ့တယ်နောက်အောင်စုရဲ့အတန်ကအရင်ဆိုးွားတဲ့အထက်မှာတော့ကျွန်တော်မပါဘူးလက်ခံလို့ရတယ်ဗောနော်နောက်သူ့ရဲ့ရုပ်ရည်အနေထားဆိုရင်လည်းဒါဘယ်ခေါ်မလဲချုံမောတဲ့ထဲမှာတော့ပါတာဗောနော်ဒါကတော့ကြိုက်တာမကြိုက်တာကတော့ကျွန်တော်မပြောလို့ဒါသူ့ရဲ့ရုပ်ရည်ကိုမပြောလို့ဒါပေမဲ့သူကသူ့ရဲ့အလုပ်ပေါ့နော်သူ့ရဲ့အလုပ်ပေါ်သူလေးစားတာတွေ့တယ်ကျွန်တော်ရှင်းလေးပဲကျွန်တော် business သမားဆိုကြတော့ game take ပဲလေအကုန်လုံးကဟုတ်တယ်မလား तू ပေးတဲ့အတွက်ပဲဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပေးတဲ့ဆိုပြီးတော့လေ तू အလကားလက်မှတ်တွေပေးနေမှာမဟုတ်တာเนาะအဲ့တော့ तू လဲထိုက်တဲ့ခါကျူးကိုယူတယ်ဒါပေမဲ့သူ့ရဲ့အလုပ်ကိုလေးစားရထိုက်တဲ့ပျော်ရွှင်မှုဟိုထိုက်တဲ့ entertainment ကို तू entertainment တွေကို तू ဒီဘက်ကိုဘယ်လိုပြောပေးတဲ့ကိုပြန်ပေးတယ်ဗျာပေးတဲ့ပေးဦးမျှလေဗျာနောက်ဟို line ပေါ်မှာတွေ့နေလို့အောင်စဘူးကမိုက်ကြီးထိုးပေးနေရတယ်မှန်တယ်လေသူနဲ့ပေးတဲ့